ဆိုရာကြီးပဲကိုင်နေတယ်ဆိုပြီးပြောနေကြတဲ့ကြောင့်မဒီနေ့တော့တခြားဟာကိုင်မှာဖြစ်ပါတယ်ဆိုရာရဲ့ဟာမဟုတ်တော့ဘဲနဲ့ဆလီနာရဲ့ဖော်ကင်နဲ့ကိုကြွက်ထဲမှာဖြစ်ပါတယ်ဟုတ်ပါဘူးဆလီနာကဖော်ကင်နဲ့ကိုကြွက်ထဲတာလားဒါမှမဟုတ် तू ကသူများဖော်ကင်နဲ့ကိုကြွက်ထဲတာလားဒါပေမဲ့သူရဲ့ကြွက်ကဘယ်တွေကနေထွက်လာဆလီနာရဲ့ skin တွေတဲ့အကြိုက်ဆုံးကတော့ဒီ stand skin ပဲဘာလို့လဲဆိုတော့ promo diamond event နဲ့တုန်းကဝယ်ထားတာ diamond ဘလောက်မှမရှိအခုတွေလည်းဒီ skin ကအကြိုက်ဆုံးပဲဘာလို့လဲဆိုတော့ arrow ပြစ်လို့ရှိရင်ကွာ तू ကအမြဲတမ်းမိတယ်ဒါတော့မှ arrow မမိတဲ့ကောင်မှရှိတယ်နာမည်တော့မတက်တော့ပါဘူးငါလားဆိုပြီးအတွေးတွေဝင်သွားအောင်လို့မတက်တော့ဘူး buff တွေလည်းလေတော့မခိုးတာကြတော့ဘယ်လိုခိုးရမလဲလည်းမသိတော့ဘူးအဲ့ဒါနဲ့ပဲ flame shot ကောက်ပြတာ buff ကမရခဲ့ဘူး buff မရမဲ့တူတူတော့အရှောက်ခွဲမခံချင်လို့ဆိုပြီးတော့ကုရှင်ကို arrow လေးပြစ်လိုက်ပါတယ်ဒီလိုမျိုး arrow မိနေမှာတဆလီနာကိုကိုင်ရမှာမဟုတ်လို့ရှိရင်ဆလီနာမကိုင်ညနဲ့ arrow ပြစ်ပြီဆိုလို့ရှိရင်လည်းလေအုံနောက်နဲ့စဉ်းစားရတယ်ဒါငါပြစ်လိုက်လို့ရှိရင်ဒီကောင်ကဟိုပြေးမှလားဒီပြေးမှလားဆိုတဲ့အတွေးကိုအများနဲ့တွေးတာတယ်အဲ့ဒါမှသာ arrow ပြစ်လို့ထိတာဟိုပြောတော့ဆရာကြီးလောက်တာလည်းမဟုတ်ငါ arrow ပြစ်လိုက်တိုင်းပြစ်တဲ့ arrow တိုင်းကမှန်အောင်မှန်တာရုံးဆော့ပြီးတော့လေကီးကောက်နေရမျိုးမဟုတ်ဘူးကွာသူကသူကီးရရနေချိုးဝါဆလီနာကို sky ပြာစာထည့်ဆော့ပြီးမှငါမဆော့ဘူးဘာလို့လဲဆိုတော့ sky ပြာစာငါထည့်ပြီဆိုလို့ရှိရင်ကီးရမရတော့နောက်ပြီးတစ်ခါတည်းကျလို့ရှိရင်ကွာ arrow man နေပါရဲ့နဲ့ကွာဟိုဖောင်ပြောင်းတဲ့ဟာတွေကနည်းနည်းလေးကြာနေတဲ့အတွက်ကြောင့်မလို့ဖောင်တော်တော်နဲ့ပြောင်းလို့မရအောင်အဲ့ဒါမျိုးဖြစ်တတ်တယ်ဒါမျိုးမဖြစ်အောင်လို့ဖောင်ပြောင်းတဲ့ဟာရဲ့ကိုးတောင်းကိုတခြားကြည့်ပြီးမှ arrow ကိုပြစ်တင်တယ်ငါ arrow လွဲသွားလို့6ကန်တာများမှန်မလားဆိုပြီး6 flick ကနဲ့2ယောက်ကြားထဲဝင်သွားတာတဲ့မေးပြီးဒီနေရာမှာ arrow ပါတစ်ခါတည်းပြစ်ပြီး flame shot ပါတစ်ခါတည်းပြစ်လိုက်ရမှာငါကမသေးတော့ဘူးထင်လို့လောက်လိုက်တာဒါပေမဲ့အမကားခန့်သွားပို့ပြီးတော့မသေးဘူးဖြစ်သွားအင်းဆိုတာမျိုးကကွာရှုံးရင်ရှုံးမရှုံးရင်အနိုင်အဲ့နှစ်ခုပဲရှိတယ်ငါတို့ကနိုင်နေမှာဖြစ်ပြီးတော့နင်တို့ကတော့စော့တိုင်းရှုံးနေမှာခုဆိုလို့ရှိရင်တော့မီယာက travel gate ရသွားပြီကွာသူမီနဲ့ရဖို့ဆိုပြီးတော့ငါကအမဂျွန်ဆန်ကို arrow ပြစ်လိုက်တာဂျွန်ဆန်ကိုမှန်သွားတယ်အော် damage လေးနည်းနည်းလောက်ပေးလိုက်အောင်မယ်ဆိုပြီးကုတ်လိုက်တာအမမျိုးချသွားအောင်သူ့ရဲ့ abyssal truck ကသူ့ကိုမျိုးချသွားဆိုတော့ငါလည်းမတက်နိုင်ငါလည်း damage ပေးလိုက်တာတော့မဟုတ်ဘူးသူကလည်းသူ့ကိုအချိန်ကိုက်ဖြစ်သွားတာဒါပေမဲ့လည်းသူ့ကိုပေးချင်လိုက်တဲ့ mini ကတော့သူကလည်းသူတော့ရသွားပါတယ်စားပိတ်တာမရလိုက်တာပါခုနကပြောသလိုပဲငါတို့ကတော့နိုင်မှာဖြစ်ပြီးနော်တို့တွေအကုန်လုံးကတော့ရှုံးပါပါကျေးဇူး